ဆိုလူတွေကရုပ်ရည်ကိုအဓိကမကြောက်ဘူးလို့ပြောနေပေမဲ့ ငါချစ်တာမင်းရုပ်ကိုချစ်တာမဟုတ်ဘူးမင်းကိုချစ် ဆိုတော့ခမရတို့ကိုယ်တိုင်ခမရတို့ရဲ့ရုပ်ရည်ကိုကျေနပ်မှုမရှိဘူးမို့လားဖြစ်နိုင်ရင်မလိုချင်တဲ့အပိုင်းတွေကိုဖယ်ထုတ်ချင်တာရှိတယ်ဆိုတော့လိုချင်တဲ့အပိုင်းတွေကိုထည့်ချင်တာရှိတယ်ဆိုတော့ဒါမျိုးတွေစဉ်းစားမိရမလားတစ်ခါတလေပါဆိုတော့တစ်ဖက်မှာလည်းခမရတို့ကိုယ်တိုင်ကဟိုရုပ်ချောတဲ့ကောင်လေးတွေဆိုတော့ကောင်မလေးတွေရုပ်ချောတဲ့ရီးစားရုပ်ချောတဲ့လက်တွဲပေါ်ရုပ်ချောတဲ့အမျိုးသားဆိုတော့ရုပ်ချောတဲ့အမျိုးသမီးဆိုတော့ဒါတွေကိုကျွန်တော်တို့ကအလိုရှိတယ်လိုချင်တယ်ဒါကလူတိုင်းလိုချင်တာတကယ်တော့လူတွေရုပ်ရည်ပေါ်မှာရုပ်ရည်နဲ့ပတ်သက်ပြီးတော့ serious ဖြစ်တယ်ဆိုတာကကျွန်တော်တို့တဘာဝကနေလာတာဆိုတော့ဘယ်လိုတဘာဝကနေလာလဲဆိုရင်ကျွန်တော်တို့လူတွေရဲ့အခြေခံဗီဇနဲ့ဇီဝဗေဒဆိုင်ရာစင်ကဲပြောင်းလဲမှုတွေပေါ်မှာကျွန်တော်တို့အများကြီးသက်ဆိုင်နေအများကြီးမူတည်တယ်ဘယ်လိုပြောင်းလဲခဲ့တာလဲဆိုရင်လူမမဟုတ်ဘူးတကယ်တော့တက်ရှိတွေအကုန်လုံးမှာမျိုးဆက်ပြန်ပွားခြင်းနဲ့စိတ်ဆိုတာကျွန်တော်တို့တဘာဝပေးထားတဲ့အတိုင်းကျွန်တော်တို့ရှိရတယ်ကျွန်တော်တို့ရှေးဦးလူသားတွေကစလို့ယနေ့ခေတ်လူသားတွေအထိသူတို့ရဲ့စိတ်ထဲမှာရုပ်ရည်ပြည့်ပြည့်ချင်းရုပ်ရည်ချုံမောခြင်းပြီးရင်ကျွန်တော်တို့ကိုယ်ခန္ဓာတောင့်တင်းခြင်းကိုယ်ခန္ဓာအချိုးစားကြာခြင်းဆိုတော့အသားရည်စုပြေကြည်လင်ခြင်းဆိုတော့အဲ့ဒါတွေကိုကြည့်ပြီးတော့ဒီလိုလူတစ်ယောက်ဟာဆိုတော့ဒီလိုချက်တွေရှိမယ်ဆိုရင်ကျမ်းမာတန်ဆွမ်းတဲ့လူတစ်ယောက်ဖြစ်တယ်လို့ကျွန်တော်တို့ကယုံကြည်လာကြတယ်ပေါ့ဒါကြောင့်မလို့ရုပ်ရည်ချုံမောတဲ့သူခန္ဓာကိုယ်ကြက်ခိုင်တဲ့သူခန္ဓာကိုယ်ချိုးစားရှိတဲ့သူဆိုတော့အသားရည်စုပြေတဲ့သူဆိုတော့ဒီလိုလူတွေကိုကျမ်းမာတန်ဆွမ်းတဲ့သူလို့သတ်မှတ်ပြီးတော့မျိုးဆက်ပြန်ပွားဖို့အတွက်တဘာဝနေလာတဲ့အခြေခံစိတ်ပေါ်မူတည်ပြီးတော့လူတွေဟာဆိုရုပ်ချောတဲ့သူကိုပုံမှန်ထက်ပိုပြီးတော့အဲ့လို serious ဖြစ်နေမမောကြတာဖြစ်တယ်ကျွန်တော်နောက်တစ်ခုက cognitive fluency လို့ခေါ်ရဲကျွန်တော်တို့အုံနောက်ရဲ့သိမြင်မှုတွေကိုအသားကျနေမှုပေါ့ဆိုလိုတာကကျွန်တော်တို့အုံနောက်ကရုပ်ရှင်းပြီးတော့ပြည့်ပြည့်ညီညာတဲ့အရာတွေကိုကျွန်တော်တို့ပို့ပြီးတော့မှတ်မိလွယ်ဆိုတော့ရုပ်ချုံမောသူတွေကမျက်နှာအချိုးစားညီညာတာကြောင့်မျက်နှာအချိုးစားကောင်းတာကြောင့်မလို့ကျွန်တော်တို့အုံနောက်ကပို့ပြီးတော့ဒီပုံရိပ်ကိုမှတ်မိလွယ်တယ်နောက်ပြီးတော့အဲ့ဒီပုံမှာလည်းကျွန်တော်တို့ကြည်နူးပီတိဖြစ်မှုပေးနိုင်တယ်ဆိုတော့အဲ့လိုမျိုးကြည်နူးစရာတွေမြင်ရတဲ့အခါမှာဆိုရင်ကျွန်တော်တို့အုံနောက်ကဆိုတော့ happy chemical ဖြစ်တဲ့ကျွန်တော်တို့ပျော်ရွှင်မှုကိုထုတ်ပေးတဲ့ဟော်မုန်းတွေဖြစ်တဲ့ဆိုတော့ dopamine ပေါ့ဆိုတော့အဲ့ဟော်မုန်းတွေကိုထုတ်ပေးတယ်ဆိုတော့အဲ့ဒီအခါမျိုးကြရင်ကျွန်တော်တို့အုံနောက်ကခုနဒီအချိုးစားကြတဲ့အရာတွေကြည်နူးစရာအကြောင်းအရာတွေကြည်နူးစရာအရာတွေကိုကျွန်တော်တို့ကမြင်တွေ့ရတဲ့အခါကျရင်စိတ်ကြည်နေတယ်ပေါ့စိတ်ကြည်နူးမှုကိုပေးနိုင်တယ်အဲ့ဒိုပါမင်းတွေကြောင့်ပဲကျွန်တော်တို့အုံနောက်ကကြည်နူးစရာတစ်ခုခုတွေ့ရမယ်ဆိုရင်ဟိုမှာဆုလက်တစ်ခုခုရသွားတာလို့အောင်မြင်မှုတစ်ခုရသွားတာလို့မသိန်းထီစုကြီးပေါက်တာလို့ဆိုတော့အဲ့လိုမျိုးခံစားချက်တွေကိုဖြစ်စေတယ်ဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့အုံနောက်ကညီညာပြန်မှုတဲ့အချိုးစားတွေဆိုတော့အချိုးစားညီညာတဲ့သူတွေရဲ့မျက်နှာကိုပို့ပြီးတော့ကျွန်တော်တို့ကတတိထားပေးတယ်ပို့ပြီးတော့ကြည်နူးမှုပေးတယ်ပေါ့ဒါကြောင့်ကျွန်တော်တို့ကရုပ်ရည်ချုံမောတဲ့သူတွေကိုလူတိုင်းကဆိုတော့လိုချင်ကြတယ်ပြောရရင်တော့ပုံမှန်ထက်ပိုပြီးတော့ serious ဖြစ်တယ်ပေါ့နောက်တစ်ခုလူမှုရေးတွေမှာဆိုရင်လည်းကျွန်တော်တို့ရုပ်ချောတဲ့တငယ်ချင်းတွေစမိတ်ဆွေတွေဆိုတော့မိသားစုတိုင်းဝိုင်းတွေဒီလိုမျိုးရှိခြင်းကကိုယ့်ရဲ့ပုံဝန်းကျင်အစဉ်တန်းကိုမြင့်တင်ပေးတယ်လို့ဘယ်လိုယူဆတဲ့သဘောကိုရှိတယ်ဆိုတော့နောက်တစ်ခုထင်ရှားတဲ့ halo effect လို့ခေါ်တယ်ကျွန်တော်စိတ်ပညာသဘောထားအရာဆိုတော့လူတွေကရုပ်ချောတဲ့သူကိုတွေ့တာနဲ့ဆိုတော့သဘောကောင်းမဲ့ပုံပဲစိတ်ထားကောင်းမဲ့ပုံပဲဆိုတော့တော်မဲ့ပုံပဲယုံကြည်လို့ရမဲ့ပုံပဲဆိုပြီးတော့လွယ်လွယ်ကူကောက်ချက်ချတဲ့ကြတယ်ပေါ့ဆိုတော့ပြီးတော့မှတခုခုပြဿနာဖြစ်သွားရင်ရုပ်ကလေးရဲ့တနာကမနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဆိုတော့ပြီးရင်တော့တိတ်တခုမှတိတ်ဆိုးတာသူတို့မှမသိကြပဲဘာညာပေါ့နောက်ပြီးတော့ကျွန်တော်တို့ရုပ်ရှင်တွေကြော်ညာတွေပုံမြင်တွေဆိုစားဟာတွေမှာလေဆိုတော့မင်းသားမင်းသမီးတွေကိုရုပ်ချောတဲ့သူတွေဖြစ်ပုံသွင်းပြီးတော့ဆိုတော့လူကောင်းတွေဖြစ်ကျွန်တော်တို့ကပုံစံခွဲထဲမှာထားတယ်ပေါ့ရုပ်မချောတဲ့သူတွေကျတော့လူဆိုးတွေဖြစ်လူချမ်းကြီးတွေဖြစ်အဲ့လိုရုပ်မာတဲ့သူတွေဖြစ်ကျွန်တော်တို့ကအစင်အဆက်ပုံမြင်တွေထဲမှာဇာတ်ကားတွေထဲမှာဆိုတော့အဲ့လိုမျိုးပုံသွင်းလာခဲ့ရတယ်ပေါ့ဆိုတော့အဲ့ဒီအတွက်ကြောင့်မလို့ဒီလိုပုံစံခွက်တွေနဲ့အသားကျလာတယ်ကျွန်တော်တို့တွေကရုပ်ချောတာကိုပို့ပြီးတော့ကောင်းတယ်လို့ယူဆလာကြတယ်ရုပ်ရည်ချုံမောခြင်းကဆိုတော့ပထမဆုံးအမြင်အတွက် the first impression အတွက်ကျွန်တော်တို့အချိန်တစ်ခုထိတော့အဆင်ပြေနိုင်ပေမဲ့ဒါပေမဲ့အချိန်ကြာလာတဲ့အမျှရေရှည်ဆက်ဆံရေးတွေဆိုတော့လေးစားခံရမှုအပိုင်းတွေဆိုတော့အဲ့ဒီအပိုင်းတွေမှာကျတော့ရုပ်ရည်နဲ့သွားလို့မရတော့ဆိုတော့တကယ်အရေးချင်းတွေဇာတိတက်ကောင်းမွေမှုတွေဆိုတော့ဒါတွေနဲ့ရေရှည်သွားလို့မှသာရမှာဖြစ်တယ်ဆိုတော့ရုပ်ရည်ချုံမောမှုဆိုတဲ့တက်မှတ်ချက်ဟာလေကျွန်တော်တို့ပုံစံတစ်ခွက်ထဲမှာရှိနေဘူးတယောက်နဲ့တယောက်အကြိုက်ချင်းမတူကြဘူးတယောက်နဲ့တယောက်အမြင်ချင်းမတူရတဲ့အတွက်ကြောင့်မလို့ဆိုတော့အများကြီးခြားနားနေတယ်ဆိုတော့ခမားကထားပါတော့ဆိုကော်မလေးဆိုရင်ဟို sling လေးကိုကြိုက်ရင်ကြိုက်ပြီမယ်ဆိုတော့နောက်တစ်ယောက်ကချူပီတိုင်လေးဖြစ်တဲ့ဝါဝတိုတိုလေးကိုကြိုက်ရင်လည်းကြိုက်လိမ့်မယ်ဒါမှမဟုတ်ကိတ်တာလေးကိုလည်းကြိုက်ရင်ကြိုက်လိမ့်မယ်ဆိုလိုပဲဆိုတော့မိန်းကလေးမှာဆိုရင်လည်းရက်ရှည်ရှည်ထောင်းထောင်းမောင်းမောင်းနဲ့အသားညူညူကိုကြိုက်ရင်ကြိုက်လိမ့်မယ်ဒါမှမဟုတ်ရင်ဖြူဖြူလုံးလုံးနဲ့
ဟိုတင်မလားလို့ cute တိုက်ကောင်းလေးတွေကိုကြိုက်ရင်ကြိုက်လိမ့်မယ်ဆိုတော့ဒါကဟိုတယောက်နဲ့တယောက်အကြိုက်ချင်းမတူဘူးဟိုတယောက်နဲ့တယောက်သူတို့စိတ်ထဲမှာဘယ်လိုပုံစံကတော့ဟိုကိုယ့်အတွက်ရုပ်ချိုးတဲ့ပုံစံကိုရချင်တဲ့ပုံစံလဲဆိုတာကဒါကတယောက်နဲ့တယောက်ဘယ်လိုမှမတူနိုင်ဘူးကွဲနိုင်တယ်ဆိုတော့အဲ့အတွက်ကြောင့်မလို့ရုပ်ချောတယ်ရုပ်ရည်ကြည့်ကောင်းတယ်ဆိုတော့ looking good ပေါ့ဗျဆိုတော့အဲ့ဒါကလည်းကျွန်တော်တို့ပုံစံတစ်ခုတည်းမှာရှိမနေဘူးပေါ့လွယ်ပြောရရင်တော့ကြီးတဲ့သူရဲ့မျက်စိနဲ့ဆိုင်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဖြစ်တည်မှုနဲ့ရှင်းသန်တင်တယ်ကျွန်တော်တို့ကသူများနဲ့နှိုင်းယှဉ်ကြလည်းမလို့ဘူးဆိုတော့ငါကတော့ဘယ်လိုဖြစ်မွေးလာတယ်ငါကတော့ဘယ်လိုပုံစံဖြစ်နေတယ်ငါကတော့ဘယ်လိုအသားအရောင်ငါကတော့ဘယ်လိုမျိုးရုပ်ရည်သွင်းပြနေဆိုတာတွေထက်ဆိုတော့ကျွန်တော်ပြောခဲ့တဲ့သူအကြောင်းအရာတွေကိုဟိုတခြားနားလည်ထားမယ်တခြားလက်ခံနိုင်ထားမယ်ဆိုရင်ကျွန်တော်တို့ကဆိုဒါတွေကဟိုတတိထားချက်ကိစ္စတွေမဟုတ်ပါဘူးပြီးရင်ကျွန်တော်တို့တခြားသူရဲ့အမြင်တွေဆိုတာကဘာမှမဟုတ်တော့ပါဘူးကျွန်တော်တို့ရုပ်ရည်နဲ့ပတ်သက်တဲ့စိုးရိမ်မှုတွေတိမ်ငယ်မှုတွေဆိုတော့စိတ်အလိုမကျမှုတွေကင်းဝေးနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်။ဒါပြီးကိုလည်းယုံကြည်မှုရှိကြပါစေ။ဆိုတော့ကျွန်တော်တို့နောက်ပြီးမှပြန်တွေ့ကြတော့ဆိုတော့ကျွန်တော်ရဲ့ page လေးကို like and follow လေးနဲ့ share လေးလုပ်ခဲ့ပါ။ကျေးဇူးတင်ပါတယ်။